မနေ့က A1 beginner ပညာဒါနအတန်းလေးအတွက်ကျွန်တော် Verb to be affirmative sentences တွေကို sharing လုပ်သွားပြီးတယ်ဒီနေ့မှာတော့ကျွန်တော် Verb to be plus negative sentences တွေကိုကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ negative sentences တွေလောက်ရင်းနဲ့မှာကျွန်တော်တို့ရေးလေးရောပြောလေးပါလေ့ကျင့်သွားမှာဖြစ်ပါတယ်ပထမဆုံး sentence တွေကတော့ subject plus verb to be plus not plus noun ဖြစ်ပါတယ်ဥပမာပေါ့နော်ဥပမာဆိုရင် I am not noun ပေါ့နော် noun ဆိုတဲ့အတွက် a doctor နော် a doctor ဖြစ်ပါတယ်ဒီ sentence လေးကိုပြောရင်လည်းသူ့မှာပါတဲ့ link sound လေးတွေကိုကျွန်တော်တစ်ချက်ပြောပါမယ်နော် I am ကို I'm လို့ကျွန်တော်တွဲလိုက်မယ်နော် I'm not နဲ့ a ကိုတွဲပြီးတော့ not a နော် not a doctor ပဲနော်အဲဆိုရင်ကျွန်တော်အတန်တော်လေးပြန်ပြောပြပါမယ် I'm not a doctor I'm not a doctor I'm not a doctor ဟုတ်ပြီနော်ဒါဆိုရင်သူတို့ရဲ့ linking sound လေးကိုလည်းတစ်ခါတည်းနားလည်ပါလိမ့်မယ်ဟုတ်ပြီဒါဆိုရင်ဒုတိယ sentence ဖြစ်တဲ့ subject plus verb to be plus not plus adjective ပေါ့နော်ဒီမှာဆိုရင် I am not ugly နော်ဒါဆိုရင်အတန်တော်လေးပြောကြည့်မယ်နော် I နဲ့ am နဲ့ဆက်လိုက်တဲ့ I'm not နဲ့ ugly နဲ့ဆက်တယ်ပေါ့နော်ဘာဝေတန်နဲ့ဆက်တယ်ဒီစလုံးဒီခါစနန်တန်နဲ့စုံတယ်ဒါကြောင့်မလို့သူတို့နှလုံးကိုကျွန်တော်ဆက်ပေးရခြင်းဖြစ်ပါတယ် not ugly ပေါ့နော် not ugly နော်I'm not ugly ဒီလိုတာတော်လေးဖြစ်သွားပါမယ်နော်ဟိုတို့တတိယ sentence လေးဆက်သွားလိုက်ကြမယ်နော်တတိယ sentence က subject plus verb to be plus not plus preposition plus noun ပေါ့နော်ဒီမှာဆိုရင် I am not on the road နော်လမ်းပေါ်မှာမဟုတ်ဘူးပေါ့နော် I'm not on the road ဟုတ်နော်အဲဆိုရင်ကျွန်တော်တို့ link sound လေးကိုတစ်ချက်ဆက်သွားမယ် I'm not ဒီမှာလည်းဘာဝင်နေစားတယ်ဒီမှာက consonant နဲ့ဆုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့တစ်ခါလေးဆက်မယ်နော် not on the road not on the road က the road နော် the road အဲ့တော့ကျွန်တော်တို့အတန်ထွက်ကြည့်လိုက်ကြမယ် I'm not on the road I'm not on the road I'm not on the road ဟုတ်ပြီနော်ဒီဒါဆိုရင်နောက်ဆုံး sentence တွေကိုသွားလိုက်ကြမယ်နော် subject plus verb to be plus not plus by ing နော်အဲ့တော့ I am not arguing နော်ညင်တာပေါ့နော်မညင်မနေဘူးပေါ့ I'm not arguing ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့အသာဆက်တဲ့ပုံလေးသွားလိုက်ကြမယ်နော် I နဲ့ am နဲ့ဆက်တယ် not နဲ့ arguing နဲ့ဆက်နော် arguing ဒီဘာဝင်နဲ့စားတယ် not ဒီ consonant နဲ့ဆုံးတယ်အဲ့တော့ not t a နဲ့ t နဲ့ a နဲ့ဆက်မယ်နော် not arguing နော်အဲ့တော့ကျွန်တော်တို့အသာလေးပြန်ထပ်ကြည့်မယ်နော် I'm not arguing နော်အဲ့လိုလေးတန်ထောက်ပါမယ်ပေါ့နော်ဒီစတင်ပါတယ်